ဒီဗီဒီယိုမှာတော့ဘန်ကောက်မြို့ကပါနန်ပွဲစီမှာဘလူတွေဆော့ခဲ့တယ်ဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်။ဒါတော့အခုလယ်နေရထားကိုတွေ့တဲ့အခါမှာအရန်ပျော်ပြီးတော့တငယ်ချင်းကိုအတူတူစီးရအောင်ဆိုပြီးတော့ခေါ်လိုက်တာပဲဖြစ်ပါတယ်။ဒါတော့မစီးခင်ကတော့အရန်ပြုံးပျော်ရွှင်နေရပါတော့။ပြီးတော့လက်မှတ်ကောင်တာမှာတောက်လိုက်ပါတယ်။တယောက်ကို80ဘတ်ကျပါတယ်။ဒါကတော့မစီးခင်က2ယောက်နော်လာပပနဲ့ဗီဒီယိုရိုက်နေတရားပဲဖြစ်ပါတယ်။ကဲအဲ့ဒါမှစပြီးတော့သွားနေပါပြီเนาะစားကျဲနောက်ကိုဝါနဲ့အဆင်ပြေပါသေးတယ်ပြီးတော့ပြီးအားဆိုထအောင်နေပါပြီအဲ့ဒီမှာဘလောက်မြန်လဲဆိုတာပဲကြည့်လိုက်ပါတော့เนาะကြည့်ရင်တော့သူကဖြည်းဖြည်းလေးလုံးနဲ့အတရန်ကိုမြန်တာဒွေလည်းဟိုးဘက်ထောင်မှာကတ်နေပြီပေါ့နော်ပြီးတော့သူကတက်သွားရတယ်အားမရအောင်နောက်ပြန်အောင်မောင်းပေးရเนาะစီတနာနဲ့နောက်ပြန်နေပါမောင်းပြီးတော့လူတွေလည်းမူးနောက်ကုန်ရောအဲ့ဒီချိန်မှာ3ဘက်လောက်လည်းပြီးတော့လူလည်းမြော့လေးပဲကျန်တဲ့ချိန်မှာပြီးပြီလို့ထင်နေတာဒါမဲ့လည်းမပြီးသေးဘူးဆက်ပြီးတော့သွားသေးတယ်အစားကိုရရက်ပါတော့ဆိုပြီးတော့နောက်တစ်ခါနောက်ပြန်ထပ်ပြီးတော့9ဘက်လောက်ထပ်ပတ်ပေးပါတယ်။ကြီးစံရထားလို့မြန်ဆန်တယ်ဒီတမျိုးဟာစီးချင်တော့ဒီပါနန်ပွဲစီကဘတ်80နဲ့လုံးဝကိုတန်နဲ့ဒါလေးကိုလာစီးပါလို့အကြံပေးချင်ပါတယ်ရှင်။ဒီမှာ10မိနစ်လောက်လည်းစီးပြီးတော့ပြန်ဆင်းလာရင်တော့ဒူးတွေလည်းချောင်းနေပါပြီ။ဒါတော့ဒူးချောင်းကောင်းမှုလို့အပြီးပြန်ပြီးတော့ထွန်းနေရပဲဖြစ်ပါတယ်။အဆုံးဒီချီဗီဒီယိုကျေးဇူးတင်ပါတယ်ရှင်တတား